ကိုရီးယားနိုင်ငံကတိုးတက်တဲ့နိုင်ငံတစ်ခုလည်းဖြစ်တယ်ပညာရေးစနစ်လည်းကောင်းတယ်ဒါပေမဲ့တော်တော်များများကအင်္ဂလိပ်လိုမပြောတတ်ကြဘူးဒါကိုကျွန်တော်လည်းအတူတူဖြေရှာကြည့်အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ဗောနော်ကိုရီးယားနိုင်ငံကတိုးတက်တဲ့နိုင်ငံတစ်ခုလည်းဖြစ်တယ်ပညာရေးစနစ်လည်းကောင်းတယ်ဒါပေမဲ့တော်တော်များများဗောနော်ကအင်္ဂလိပ်လိုဘာလို့နားမလဲတာလဲအင်္ဂလိပ်လိုဘာလို့မပြောတတ်တာလဲเนาะအကုန်လုံးပြောတာပေါ့နော်အများစုကိုပြောတာเนาะအကုန်လုံးပေါ့အင်္ဂလိပ်လိုတက်တဲ့သူလည်းရှိပါတယ်ကျွမ်းတဲ့သူလည်းရှိပါတယ်ဒါပေမဲ့တော်တော်များများကအင်္ဂလိပ်လိုနားမလဲကြဘူးเนาะတော်ဒီတော့ဈေးဝယ်သွားတဲ့အခါမှာတော့အင်္ဂလိပ်လိုနားမလဲကြဘူးပေါ့နော်မြန်မာနိုင်ငံမှာဆိုလို့ရှိရင်ကျွန်တော်ဒီပုံမှန်ဒီ language ဒီခေါင်းရက်ပြတ်ထိုးတဲ့ဈေးတွေကအစားเนาะတော်တော်များများအင်္ဂလိပ်လိုနားလဲတယ်ပကံကလေးဆိုလို့ရှိရင်အင်္ဂလိပ်လိုမှတ်နေအောင်ပြောနိုင်ကြရပေါ့နော်ပြီးတော့ကျွန်တော်ဒီတက်စီသမားတွေစသဖြင့်ပေါ့နော်ဒီလိုလူတွေတောင်အင်္ဂလိပ်လိုပေါ့နော်ပြောနိုင်ကြရပေါ့နော်နားလည်နိုင်ကြတဲ့တန်တယ်ဒီကိုရီးယားလိုတိုးတက်တဲ့နိုင်ငံတစ်ခုကဘာဖြစ်လို့ပညာရေးစနစ်တွေလည်းမြန်မာနိုင်ငံထက်စားလို့ရှိရင်ကောင်းပါလေနဲ့ဘာလို့ကိုရီးယားဆိုအင်္ဂလိပ်စကားကိုဘာလို့နားမလဲကြတာလဲအင်္ဂလိပ်လိုဘာလို့မပြောနိုင်ကြတာလဲပေါ့နော်ဒါအများစုပြောနော်ကျွန်တော်ပြောတဲ့အထက်မှာအများစုပြောတာဘာလို့လဲဆိုပြီးကျွန်တော်ပေါ့နော်စဉ်းစားဖို့ရပေါ့နော်ကျွန်တော်လည်းအဖြေရှာကြည့်ဘူးရဒီကျွန်တော်ဒီ research လုပ်ကြည့်တဲ့အခါပေါ့နော် research လုပ်ကြည့်တဲ့အခါဘာသွားတွေ့ရလဲဆိုတော့ဒီကိုရီးယားရဲ့ဒီပညာရေးစနစ်တွေပေါ်မှာလည်းမူတည်သလိုသူတို့နိုင်ငံရဲ့လိုအပ်ချက်ပေါ်မှာလည်းမူတည်တယ်ဒါဘာလဲဆိုတော့ကျွန်တော်အသေးစိတ် explain လုပ်ကြည့်မယ်နော်ဘာလဲဆိုရှင်သူတို့နိုင်ငံရဲ့ပညာရေးစနစ်ကဘာလဲဆိုရှင်စာမွဲကိုအခြေပြုထားတဲ့ဒါသင်ဘောနော်သင်ကြားမှုပုံစံနဲ့သူအဲ့တော့ကျတော့အင်္ဂလိပ်စာဒီတော့မှ grammar တို့ reading တို့ဒီလောက်ပဲပေါ့နော်အဓိကအဲ့လောက်ပေါ်မှာသူတို့ရားကြတယ်ဟိုပြောအင်္ဂလိပ်စာကိုအတိုင်းအတာတစ်ခုထိတော့နားလေတယ်ဒါပေမဲ့ပြန်ပြောဖို့အတွက်ကျတော့သူတို့မှာယုံကြည်မှုမရှိတာအမားလုံးမိမှာကြောက်တာမျိုးတွေပေါ့နော်ဒါမျိုးတွေကြောင့်ဖြစ်တယ်ပေါ့နော်နောက်တစ်ချက်ကဘာလဲဆိုလို့ရှိရင်သူတို့ရဲ့နေ့တတူကမှာအင်္ဂလိပ်စာလိုအပ်ချက်မရှိတာပေါ့နော်ဒါနံပါတ်1ချက်ပေါ့နော်ဘာလို့လဲဆိုလို့ရှိရင်ကျွန်တော်မှာဘန်သွားတာယုံသွားတာပြီးရင်ကျွန်တော်ဘတ်ကားစီးတာစသဖြင့်သူတို့ရဲ့နေ့တတူကလုပ်ငန်းဆောင်တာတွေအကုန်လုံးပါဆိုရှင်အင်္ဂလိပ်စာအသုံးပြုဖို့အတွက်အခွင့်အရေးရှိနေတာမလိုအပ်နေရပါတော့။ဆိုတော့သူတို့နိုင်ငံကိုယ်တိုင်ကတိုးတက်နေပြီးသားဖြစ်တဲ့အတွက်သူတို့ရဲ့ဘာသာတစ်ခုတည်းနဲ့တင်လုံလောက်နေရပါတော့ကျွန်တော်ဥမာဘန်သွားမလားယုံသွားမလားစားတောက်ဆိုင်သွားမလားကျွန်တော်ကုံစုံတိုင်းသွားမလားစသဖြင့်အားလုံးကိုရီးယားစာတစ်ခုတည်းတက်နေုံနဲ့တင်ဒါသူတို့မှာလုံလောက်နေပြည့်စုံနေဖြစ်တဲ့အတွက်ဒါဒီတော်တော်များများဒီတက္ကသိုလ်တွေစသဖြင့်အဲ့လိုမျိုးတွေပြီးရတော့မှအင်္ဂလိပ်လိုနားမလဲကြတာပေါ့နော်လမ်းမှာဆိုလို့ရှိရင်ပေါ့နော်အဲ့လိုမျိုးတွေဖြစ်တာပေါ့နော်နောက်တစ်ခါကကျွန်တော်နိုင်ငံမှာကဘာလို့လဲဆိုလို့ရှိရင်ကျွန်တော်နိုင်ငံမှာက FDI ပေါ့နော် Foreign Direct Investment တွေရှိရပေါ့ NGO တွေပြီးတော့ရှင်တော့အင်္ဂလိပ်စကားပြောတတ်တယ်ဆိုလို့ရှိရင်ဒီလာစာတိုးတာတွေအခွင့်အရေးကောင်းတာတွေစသဖြင့်ဒီမှာ exempted တွေမက်လုံးတွေရှိရပေါ့နော်အဲ့လိုမျိုးမက်လုံးတွေရှိရခါမှာတော်တော်များများကဒီအင်္ဂလိပ်စာကိုသင်ယူကြတယ်သင်တန်းတွေတက်ကြပါတော့ဒါစသဖြင့်ဒါလိုအပ်ချက်ရှိလို့ကျွန်တော်ဒါတက်မြောက်တဲ့သူတွေများတယ်ဗောနော်ပကံမှာဆိုလို့ရှိရင်လည်းကလေးကဒီသူတို့အင်္ဂလိပ်စကားပြောတတ်မှတဲ့ဒီဈေးကိုရောင်းလို့ရမှာအဲ့လိုပုံစံမျိုးပေါ့နော်ဒီမှာအစတော့ပြသူတို့မြန်မာနိုင်ငံလိုအပ်ချက်နဲ့ကိုရီးယားနိုင်ငံရဲ့လိုအပ်ချက်နဲ့မတူဘူးသူတို့နိုင်ငံဘာသာစကားတစ်ခုနဲ့လုံလောက်နေရပြည့်စုံနေရသူတို့ရဲ့နေတူကရှင်သန်မှုမှာဒီသူတို့ဘာသာတစ်ခါတစ်ခုနဲ့သူကျန်တဲ့ဟာမလိုအပ်တော့တာပေါ့နော်အဲ့တော့ကျတော့ဒါကြောင့်လေဒီတော်တော်များများကဥမာဒီပုံမှန်ကျွန်တော်တို့လိုအရွယ်ချောင်းသားတွေဆရာမတွေနီးပါးလောက်ဖြစ်နေတဲ့သူတွေမှာတော့အင်္ဂလိပ်စာကိုနားမလည်တာရဲ့အများကြီးပဲရှိရပါတော့။အဲ့တော့ကျတော့ဒါမြန်မာနိုင်ငံကကြတော့စတာပြောတဲ့ဒါလိုအပ်ချက်တွေဖြစ်နေတဲ့အချိန်မှာဒီ hotel တွေတို့เนาะခီးသွားလုပ်ငန်းတွေပြီး NGO တွေစတာပြောတဲ့ foreign direct investment တွေဒီနိုင်ငံခြား company တွေပေါ်မှာမူတည်ပြီးတော့ဒါအင်္ဂလိပ်စာလိုအပ်ချက်တွေကကြီးမားတယ်ပေါ့နော်အင်္ဂလိပ်စာကောင်းတယ်ဆိုလို့ရှိရင်တော့အခွင့်အရေးတွေဘာရှိနေဘာရမယ်ဘာနာစသဖြင့်ပေါ့နော်ဒီမှာကိုရီးယားမှာကျတော့စတာပြောတယ်သူတို့နိုင်ငံရဲ့နေတူကလိုအပ်ချက်တွေမှာအင်္ဂလိပ်စာအသုံးပြုမှုကမရှိသလောက်နေနေရမလိုအပ်တာနော်ဒီအကြောင်းအရာတွေကြောင့်ဒါအင်္ဂလိပ်စာကသူတို့ရဲ့ဒီကျွန်တော်ဟိုမူလာတန်းကနေပြီးတော့အလယ်တန်းအထက်တန်းထိအင်္ဂလိပ်စာသင်ကြားရရဆိုပေမဲ့သူတို့အတွက်ကစတာပြောတယ်ဒါစာမေးပွဲကိုအခြေပြုတဲ့သင်ကြားနည်းလောက်ပဲလိုအပ်တာပေါ့နော်ခေါင်းပွဲအတွက်လောက်ပဲလိုအပ်တာပေါ့ပြောချင်တာနေတူကအသုံးပြုဖို့အသုံးချဖို့အတွက်အခွင့်အရေးမရှိရလို့ကျွန်တော်တို့မြင်ပါတယ်ပေါ့နော်ဒါခင်ဗျားတို့ရောဘယ်လိုမြင်လဲပေါ့နော်ခင်ဗျားတို့ရဲ့အမြင်တွေကိုလည်းအောက်က comment မှာဝင်ရောက်ဆွေးနွေးပေးပါအောင်ပေါ့နော်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်တတား